Hello အားလုံးပဲမင်္ဂလာပါနော် ESC Storybook Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ပုံမြင် channel လေးဖြစ်တယ်လျာပုံမြင်သစ်လေးနဲ့စားပြပြစီနော်တခါတော့ကတောင်တွေပတ်လည်ဝင်ရန်ထားတဲ့မြို့လေးတစ်မြို့ရှိရဲ့အဲ့ဒီမြို့လေးရဲ့အစွန်းမှာဟီမာလို့အမည်ရတဲ့အန်ဥယျာဉ်လေးရှိတဲ့ကွယ်မိုးများတဲ့ဒေသဖြစ်တာကြောင့်မလို့ပန်းမင်သစ်ပင်တွေစုံလင်ပေါ်ကျွယ်ပြီးတရွက်စိမ့်မုံစိမ့်ကြီးကလည်းတခြားမြို့တခြားဒေသတွေနဲ့မတူညီပဲထူခြားတဲ့ကွယ်ဟီမာဥယျာဉ်ထဲမှာရာသီလိုက်ပွင့်တဲ့ပန်းတွေကလည်းတစ်နှစ်လုံးမပြတ်ဘူးတဲ့တိတ်ကိုตายရတဲ့ဓမ္မနတ်မှာဥယျာဉ်ထဲကမနှင်းစီဟာစိတ်ပြုံလွန်းလွန်းတချင်းလေးညီးပြီးကခုန်နေတဲ့အဲ့လိုနဲ့ရုတ်တရက်သူ့ခန္ဓာကိုယ်ရာကြီးကြီးဖြစ်လာလို့ငုံကြည့်လိုက်တဲ့အခါသူ့ပေါ်ကိုတရွရွတက်လာတဲ့ဘောက်ဖက်မလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်တဲ့ဟဲ့ချီတော့တူတူမျက်စိပြူပြူမလားမပါနဲ့ဒါကဘာတူတော့ငါကိုဘောကချက်ချင်းစင်းစမ်းကျမနာမည်ညာလို့ခေါ်ပါရင်ရှင်ကျမကိုအခန့်ပေးပါအမကြီးဒုက္ခမပေးပဲငြိမ်ငြိမ်လေးနေပါမယ်လို့စိတ်တူနေတဲ့မနှင်းစီကိုဘောက်ဖက်မလေးမိယာကပြောလိုက်တယ်ဒါပေမဲ့မနှင်းစီကတော့မရပါဘူးတခါတည်းပိုကလှုပ်ရမ်းချလိုက်တာမိယာလေးဟာအပင်ပေါ်ကနေဒလိန်ကောက်ကွေးကျသွားရှာပါတော့တယ်မိယာဟာစပယ်ပင်နဲ့ရွက်လာပင်တို့စီလဲသွားပါသေးတယ်မရပါဘူးသူတို့ကလည်းသူတို့ရဲ့လှပတဲ့အရွက်တွေမှာဘောက်ဖက်မလေးရှိနေမှာကိုမကြိုက်ကြဘူးဒီချိန်မှာပဲမိယာနာတဲ့ဝီဆိုတဲ့အတန်လေးကိုတူဖွားဖွားလေးကြားလိုက်ရတယ်အတန်ရှင်ကတော့ပြားလေးဖိုးလုံးပါပဲဖိုးလုံးကပြောတယ်မိယာဟာတဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သူပဲတဲ့ဒါကိုမတိကြလို့ပါဒါကိုနားလေတဲ့သူရှိတယ်အဲ့ဒီကိုမိယာကိုခေါ်သွားမယ်တဲ့ဖိုးလုံးကတဝီဝီနဲ့ပြန်နေပေမဲ့မိယာလေးကတော့ဖြည်းဖြည်းပဲလိုက်ရတာပေါ့တောင်ကုန်းတွေလည်းတက်ရတယ်တခါအစာရှာတဲ့ငှက်တွေမြင်ရင်လဲကြည်ပုံရပြန်တာပေါ့ဖိုးလုံးအကူအညီနဲ့ရီညောင်တွေကိုလည်းဖြတ်ကျော်ရသေးတယ်ဖိုးလုံးနဲ့မိယာတို့ပင်ပန်းလာလိုက်တာညနေဆောင်မှာအရွက်တွေဖဖအုပ်နေတဲ့ခေါင်ရံမိကြီးစီရောက်တော့တယ်မိယာကတော့သူ့ကိုဒီအပင်ကြီးကလက်မလက်ခံပါမလားလို့စိတ်ပူနေရသေးတယ်လေဒါပေမဲ့ခေါင်ရံဖဖကြီးကမိယာတို့ကိုကြိုဆိုတယ်မိယာအကြီးသမီးတို့ဘူဘီဘီဘီအကုန်လုံးဟာဖဖတို့ရဲ့မိတ်ဆွေတွေပေါ့ကွေဘာဖတ်တွေဆိုတာတပည့်တိရက်တွေအတွက်အကောင်းဆုံးအကျိုးပြုသူတွေပါပဲကွဒီမှာသမီးလေးစိတ်ကြိုက်နောက်ပို့နိုင်ပါတယ်ခရီးပန်းလာတာရောစိတ်ချလက်ချဖြစ်သွားတာရောနဲ့မိယာဟာဖွားခေါင်ရမ်းပင်ကြီးရဲ့အရွက်ကလေးတွေကိုခြုံပြီးအိတ်လိုက်တာရက်အတော်ကြာမှနိုးတော့တယ်နိုးချင်းသူ့ကိုပြုံးရင်းကြည့်နေတဲ့ဖွားခေါင်ရမ်းနဲ့ဖိုးလုံးကိုမြင်လိုက်ရတယ်ဘာလို့ပါလဲသမီးကလှပလေးပြကလေးဖြစ်လာပြီလေသမီးကိုဘသူမှညဉ့်ညင်တော့မှမဟုတ်ဘူးကဲတကူရဲ့နဲ့ကြံတန်းကြည့်ပါဦးမိယာဟာသူ့ကိုယ်သူငုံကြည့်လိုက်မိရဲ့ခုဆိုရင်မိယာကလှပတဲ့လိပ်ပြကလေးဖြစ်နေပြီလေလိပ်ပြလေးဘဝနဲ့ပန်းဝတ်မုံတွေကိုကူးပေးနေတဲ့မိယာကိုမတ်နင်းစီတို့ကလည်းတောင်းပန်ကြတယ်မိယာတို့ရဲ့တံမိုးကိုမတိကြသေးတဲ့သူတွေရှိသေးတယ်မဟုတ်လားမိယာကတော့ပန်းဥယျာဉ်ထဲမှာပျော်ပျော်ဟောကြီးပြန်တန်းရင်ပန်းကလေးတွေအပင်ကလေးတွေအတွက်အမြဲရှိနေတော့တာပေါ့ကဲပေါက်ဖက်ကလေးတွေကိုကြွေးတဲ့အခါအားပေးဖို့မမီနဲ့နော်ကလေးတို့ထုံစံအတိုင်းပဲကလေးတို့ဖြည့်ဆို့ဖို့အတွက်မိခွန်းလေးတွေနောက်ဆုံးမှာပါတဲ့အတွက်ကြောင့်မလို့မိခွန်းလေးတွေကိုလည်းဖြည့်သွားကြည့်ကြဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်အခုကတော့မိခွန်းစီစဉ်စားပါပြီနော်နံပါတ်1မိယာကိုတချို့ပန်းကလေးတွေကဘာလို့လက်မခံကြတာလဲနံပါတ်2သားတို့သမီးတို့မှာပြားလေးဖိုးလုံးလို့ကုညီတက်တဲ့တငယ်ချင်းတွေကရှိလားသူတို့ရဲ့အပြုအမူစိတ်ထားတွေကဘာတွေဖြစ်မလဲနံပါတ်3ဖွားခေါင်ရံပင်ကြီးကောဘာလို့မိယာကိုလက်ခံခဲ့တာလဲနံပါတ်4မိယာလေးဟာလှလဲလှပါလောကအတွက်လည်းအသုံးဝင်တဲ့လိပ်ပြားလေးဖြစ်ပြောင်းလဲသွားခဲ့တယ်နော်ကလေးတို့ရေဒီဖြစ်စဉ်ကနေကိုယ့်အတွက်ဘာတွေများလေ့လာသင်ယူနိုင်ပါသလဲမိခွန်းလေးတွေကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီတသားမမီတို့ရေဒါဆိုရင်ဒီတစ်ပတ်အတွက် ESC Storybook Channel ကနေတင်ဆက်နေကြဖြ
ဖြစ်တဲ့ပုံမြင်ကဏ္ဍစီစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဖြင့် like subscribe နဲ့ share လေးများလည်းလုပ်သွားဖို့မမေ့ကြပါနဲ့ဦးနော် subscribe လုပ်သူတဦးချင်းစီတိုင်းနဲ့ share ပေးသူတဦးချင်းစီတိုင်းကို ESC Storybook Channel ကနေပြီးတော့မှကျေးဇူးတင်ကြောင်းလေးဒီကနေ့ပြောလိုက်ပါတယ်ရှင်ဒါဆိုရင်နောက်ပတ်ဒီမှာပြန်တွေ့ပါမယ်နော်တတာ